ကျွန်တော်တို့လမ်းမဝင်တော့တာတော့ဒီထဲမှာပုတ်ကျွန်တော်အပြင်ရောက်တဲ့ခုနကျွန်တော်ကားရက်တဲ့နေရာရှိတယ်အဲ့ကြကျွန်တော်3စီးလုံးရက်ရက်ပြီးသွားကျွန်တော်ဟိုပါပေါ့ briefing လေးတတိလေးပြောပြဘယ်လိုလူကြမလဲလို့နော်သူကကိုတို့ကဘာကြံလဲဆို150တစ်ထုပ်ကို1000နဲ့150ရေနှစ်ပေါက်ရေလက်အိတ်ကြံဘာလို့ဆိုတော့သူကတကယ်လုံနေတယ်ဟုတ်တယ်ဟိုဒါအစိပ်ပြေးသွားတယ်မရှိလဲအကိုဟာလေနည်းနည်းလေးပေါ့လက်မော်လေးကားသွားနေနေလေ30အစိပ်အဲ့လောက်ပဲရတယ်လေရှိသလောက်ပေါ့ကားသွားနေနေသူတို့လက်တကယ်လူတာသူတို့ဟုတ်တယ်မလားသူတို့ပေးလိုက်အဲ့ဒါနော်ကျွန်တော်ဥက္ကဋ္ဌခေါ်လိုက်မယ်ဓာတ်ပုံရဘူးဒီဆိုတိုက်တန်းစီလားဆိုတော့ဒီမှာဒီကပေါ်ရပေါ်မယ်နော်ကျွန်တော်ဟိုဘက်ရရလားဘက်ရလားဒီဘက်ရလားအကရိုက်မှလားတော့ရမဟုတ်ရိုက်ဟိုထိုးရတဲ့ရိုက်အခုသူနေတောင်းလိုက်ဟိုမှာရအကမပါတော့ရိုက်လိုက်ရ ready ဟုတ်ကဲ့ဒီတစ်ခုလုံးဟိုလည်းပို့တဲ့ဟာလေဒီရောပါရမဟုတ်ငါတယောက်ရိုက်တယ်မင်းဒီမှာပဲဟောဖြစ်ငါခေါ်လိုက်ဒီနောက်ဒီဒါတော့ NDS တိတ်လာပြီဟုတ်ကဲ့နော်ကြာကျွန်တော်ဖမ်းလိုက်မာလီကောလုံးကိုခေါ်တာခိုင်းပါလေဟုတ်ကျွန်တော်ဟာလေးနောက်ကပလီဒါစာတင်ကြောင်း